ဟုတ်ကဲ့ပါရှင်အခုကတော့ကျမတို့မျက်ခုံးတက်တူးကိုလူတွေထိုးနေရဖြစ်ပါတယ်ရှင်ဒီဘက်မှာဆိုလို့ရှိရင်တော့မျက်ခုံးတက်တူး ombre ဒီဘက်မှာဆိုရင်လည်း ombre ထိုးပြီးတော့မှနောက်အမြင်ချစ်လေးတွေပါထည့်သွားမှာဖြစ်ပါတယ်နောက်တစ်ဘက်မှာဆိုတော့နှာခမ်းထိုးနေပါတယ်ဒီဘက်မှာဆိုတော့ eyeliner လေးထိုးနေရဖြစ်ပါတယ်ရှင်ဒါကလက်ရှိ6လပိုင်းမှာလူတွေထိုးနေတဲ့ထိုးနေရပေါ့လက်တွေထိုးနေရဖြစ်ပါတယ်9လပိုင်းမှာဆိုလို့ရှင်လေ9လပိုင်း1ရက်နေ့မှာဆိုလို့ရှင်လေမြခုံးတတူဘာသာစုံပေါ့နော်ဘာသာစုံအတန်းလေးလည်းထပ်ရှိပါသေးတယ်အဲ့အချိန်မှာလူတွေရဲ့ဘယ်နှယောက်ထိုးရမှာလဲဆိုတော့လူတွေကအနည်းဆုံး4ယောက်ကနေ6ယောက်ထိုးရပါမယ်လူတွေ4ယောက်ကနေ6ယောက်ထိုးပြီးမှသာလျှင်တင်နန်းကိုဆင်းပေးရဖြစ်ပါတယ်ရှင်ကိုအနေနဲ့စိတ်အဆင်မပြေသေးဘူးကိုနဲ့ထပ်ပြီးတော့မှထိုးခြင်းသေးတယ်လူတွေထပ်ထိုးခြင်းသေးအားမရသေးဘူးဆိုရှင်လေကိုယ်တိုင် model ရှာပြီးတော့မှလည်းထိုးလို့ရပါတယ်အဓိကစာတွေးပြီးသွားလို့ရှိရင်လက်တွေကကိုစိတ်တိုင်းကြဖို့ရည်ကြည်ရယ်ယုံကြည်မှုရှိဖို့ရည်ကြည်ရယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ကျတော့တင်နန်းမှာကကျတော့ကိုယ်တိုင်လက်တွေထိုးပြီးသွားလို့ရှိရင်တင်နန်းဆိုတာကနီးပညာလေးတွေကိုပြပေးတဲ့တင်နန်းဖြစ်တယ်ကျန်တဲ့လက်တွေလှုပ်ဆောင်မှာကကိုယ်တိုင်ဆက်ပြီးတော့မှလှုပ်ဆောင်ရမယ်တင်နန်းတင်ပြီးတော့မှပညာရတစ်ခုကိုတက်ချင်းမတက်ချင်းကမိမိကိုယ်တိုင်က90တင်နန်းပြပေးရဆရာမ90တက်ဆိုင်တာပေါ့နော်ကျန်တဲ့ဥစ္စာတော့အိမ်မှာကိုယ့်ကို practice လုပ်ရမယ်တင်နန်းပြီးလို့အိမ်မှာ10ယောက်ထိုးအိမ်မှာတင်နန်းပြီးလို့အိမ်မှာ10ယောက်ထိုးလို့ရှိရင်အဲ့ပညာရက်ကိုဘယ်တော့မှမမေ့တော့ဘူးဒါကြောင့်မို့တင်နန်းဆင်းပြီးသွားပြီဆိုရှင်လေအိမ်မှာထပ်ပြီးတော့မှ10ရက်လောက်ထပ်ထိုးမယ်ဆိုရင်စက်တိုက်ပေါ့နော်မရက်လိုက်ပဲနဲ့စက်တိုက်ထိုးမယ်ဆိုရင်ကိုယ့်ရဲ့ result ကပိုကောင်းလာမယ်နောက်တစ်ခုယုံကြည်မှုလည်းပိုရှိလာမယ်စိုးရင်ပူမှုလည်းရော့နေသွားမှာပေါ့နော်ဒါလက်ရှိထိုးနေတဲ့ဥစ္စာလေးဖြစ်ပါတယ်ရှင်